မင်္ဂလာပါဒီကနေ့နောက်ဆုံးရရှိထားတဲ့နိုင်ငံတကာသတင်းတွေကိုကျမရီတာမှတောင်းယူတင်ဆက်ပေးသွားမှာပါအီရန်နိုင်ငံတောင်ပိုင်းမှာအမေရိကန်ရဲ့ F-15 တိုက်လေယာဉ်တစ်စင်းပစ်ချခံလိုက်ရပြီးနောက်ပျောက်ဆုံးနေတဲ့လေယာဉ်မှုကိုရှာဖွေဖို့အမေရိကန်တပ်ဖွဲ့တွေကတဲတန်ကြိုးပမ်းနေတယ်လို့သိရပါတယ်အဆိုပါ F-15 တိုက်လေယာဉ်ပစ်ချခံရမှုမှာလေယာဉ်အမှုထမ်း2ဦးပါဝင်ပြီးတဦးကိုတော့အောင်မြင်မြင်ကယ်တင်နိုင်ခဲ့ပေမဲ့ကျန်2ဦးကတော့ယခုအချိန်ထိပျောက်ဆုံးနေဆဲဖြစ်ပါတယ်။အီရန်နိုင်ငံပိုင်မီဒီယာတွေရဲ့ဖော်ပြချက်အရအီရန်လုံခြုံရေးတပ်ဖွဲ့တွေကလည်းအဆိုပါပျောက်ဆုံးနေတဲ့အမေရိကန်လေယာဉ်မှုကိုလိုက်လံရှာဖွေနေတယ်လို့ဆိုပါတယ်။ဒါအပြင်အခြေအနေတွေကပုံမဆိုးရလာဖို့ရှိနေပါတယ်။ပါရှန်ပင်လယ်ကွေ့အထက်မှာဒုတိယမြောက်အမေရိကန်စစ်လေယာဉ်တစ်စင်းဖြစ်တဲ့ A-10 တိုက်လေယာဉ်ကိုလည်းပစ်ချနိုင်ခဲ့တယ်လို့အီရန်ဘက်ကထပ်မံပြောကြားထားပါတယ်။ဒီ A-10 လေယာဉ်ဟာပထမဆုံးပစ်ချခံရတဲ့ F-15 လေယာဉ်မှုကိုရှာဖွေကယ်ဆယ်ရေးလုပ်နေစဉ်အတွင်းဟော်မုတ်ရေလက်ကြားအနီးမှာပစ်ချခံခဲ့ရတာပါ။ကံကောင်းထောက်မစွာနဲ့ပဲ A-10 လေယာဉ်မှုကတော့လေဒီနဲ့ခုန်ထွက်နိုင်ခဲ့ပြီးကယ်တင်နိုင်ခဲ့တယ်လို့သိရပါတယ်။လက်ရှိမှာအီရန်နိုင်ငံတီဟီရန်မြို့တော်နဲ့ဆီးရီးယားနိုင်ငံအပါအဝင်ဒေသတွင်းနေရာတော်တော်များများမှာပောက်ကွဲသံတွေတိုက်ခိုက်မှုတွေနဲ့ဆက်တိုက်ကြားနေရဆဲဖြစ်ပါတယ်။အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ယာဟုကလည်းအစ္စရေးရဲ့တိုက်ခိုက်မှုတွေကြောင့်အီရန်နိုင်ငံရဲ့တမ်မနီထုတ်လုပ်မှုစွမ်းရည်80%ကိုဖျက်ဆီးနိုင်ခဲ့ပြီလို့ကြေညာခဲ့ပါတယ်။အစ္စရေးနဲ့အမေရိကန်တို့ဟာရန်သူကိုဆက်လက်ချေမှုန်းသွားမယ်လို့လည်းပြပြတသားပြောဆိုထားပါတယ်။ဒီဖြစ်ရပ်တွေကြောင့်အရှေ့အလယ်ပိုင်းဒေသမှာစစ်မီးဟာပုံမကြီးထွားလာမလားဆိုတာကမ္ဘာနိုင်ငံတွေကစိုးရိမ်တကြီးစောင့်ကြည့်နေကြပါတယ်။အရှေ့အလယ်ပိုင်းဒေသမှာတင်းမာမှုတွေမြင့်တက်နေချိန်တွင်အာရပ်စော်ဘွားများပြည်ထောင်စု UAE ရဲ့အကြီးဆုံးတန်းငွေစက်ရုံဖြစ်တဲ့ Hafshan စက်ရုံတိုက်ခိုက်ခံခဲ့ရပါတယ်။အီရန်ဘက်ကပစ်ခတ်လိုက်တဲ့ဒုံးကျည်နဲ့ဒရုန်းတွေကို UAE လေကြောင်းကာကွယ်ရေးစနစ်ကကြားပြတ်ဟန့်တားရာကနေပြုတ်ကျလာတဲ့အပျက်စီးတွေကြောင့်အခုလိုထိခိုက်သေးဆုံးမှုတွေဖြစ်ပွားခဲ့တာပါ။ UAE နိုင်ငံအဘူဒါဘီမီဒီယာရုံးရဲ့ထုတ်ပြန်ချက်အရနိုင်ငံရဲ့အကြီးဆုံးသဘာဝဓာတ်ငွေ့စီမံဆောင်ရွက်ရာနေရာဖြစ်တဲ့ Hafshan ဓာတ်ငွေ့စက်ရုံမှာမီးလောင်မှု2ကြိမ်ဖြစ်ပွားခဲ့ပါတယ်။လေကြောင်းကာကွယ်ရေးစနစ်ကအောင်မြင်စွာကြားဖြတ်ပစ်ချနိုင်ခဲ့ပေမဲ့ပြုတ်ကျလာတဲ့အပျက်စီးတွေကြောင့်အခုလိုမီးလောင်မှုဖြစ်ပွားခဲ့တာပါ။ဒီဖြစ်ရပ်ကြောင့်ဘေးလွတ်ရာရွှေ့ပြောင်းနေစဉ်အတွင်းအီဂျစ်နိုင်ငံသား2ဦးအသက်ဆုံးရှုံးခဲ့ရပြီးပါကစ္စတန်နိုင်ငံသား2ဦးနဲ့အီဂျစ်နိုင်ငံသား2ဦးစုစုပေါင်း4ဦးအသေးစားဒဏ်ရာတွေရရှိခဲ့တယ်လို့သိရပါတယ်။အဆိုပါတိုက်ခိုက်မှုကြောင့် Hafshan ဓာတ်ငွေ့စက်ရုံဟာတိတာထင်ရှားတဲ့ပျက်စီးဆုံးရှုံးမှုတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။လက်ရှိမှာတော့တာဝန်ရှိသူတွေကပျက်စီးမှုအတိုင်းအတာကိုအသေးစိတ်အကဲဖြတ်စစ်ဆေးနေဆဲဖြစ်ပါတယ်။ပြီးခဲ့တဲ့24နာရီအတွင်းအီရန်နိုင်ငံဘက်ကနေ UAE နိုင်ငံအတွင်းကိုပဲ့ထိန်းဒုံးကျည်18စင်းခရုဒုံးကျည်4စင်း drone 48စင်းအထိပစ်ခတ်ခဲ့တယ်လို့သတင်းတွေကဆိုပါတယ်။ဒါ UAE နိုင်ငံအပေါ်တိုက်ခိုက်မှုတွေထဲမှာအပြင်းထန်ဆုံးနေ့တစ်နေ့ဖြစ်ပါတယ်။ဖေဖော်ဝါရီ28ရက်ကအမေရိကန်နဲ့အစ္စရေးတို့စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်းအီရန်ဟာအရှေ့အလယ်ပိုင်းတလွှားမှာတိုက်ခိုက်မှုတွေကိုတိုးမြင့်လှုပ်ဆောင်လာတာပါအခုအခါမှာတော့ကမ္ဘာရေနံနဲ့ဓာတ်ငွေ့ထောက်ပံ့မှုရဲ့9ပုံတပုံခန့်ဖြတ်တန်းရာဟော်မုတ်ရေလက်ကြားကိုအီရန်ကပိတ်ဆို့လိုက်တာကြောင့်ကမ္ဘာလောင်စာသည်ဈေးနှုန်းတွေလည်းမြင့်တက်လာနေပါတယ်ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေးကောင်စီ GCC အနေနဲ့အီရန်ရဲ့အခုလိုတိုက်ခိုက်မှုတွေကိုရပ်တန့်ဖို့ကုလသမဂ္ဂလုံခြုံရေးကောင်စီထံအရေးပေါ်တောင်းဆိုထားပါတယ်အခြေအနေတွေကပုံမရှုပ်ထွေးလာနေပြီးတော့နိုင်ငံတကာကစောင့်ကြည့်နေကြပါတယ်။ယူကရိန်းနိုင်ငံအပေါ်ရုရှားရဲ့လူသိမ်းဆုံးမှုများပြားတဲ့လေကြောင်းတိုက်ခိုက်မှုတွေထပ်မံဖြစ်ပွားစေခဲ့ပြီးတဲ့နောက်မှာတော့သမ္မတဇယ်လင်စကီကမော်စကိုဟာငြိမ်းချမ်းတဲ့အစ္စတာအပြစ်ရဲ့ရေးအစားအစ္စတာတင်းမာမှုကိုသာရွေးချယ်ခဲ့တယ်လို့ပြင်းပြင်းထန်ထန်ဝေဖန်လိုက်ပါတယ်။တစ်ဖက်မှာလည်းအမေရိကန်ရဲ့အာရုံစိုက်မှုဟာအရှေ့လယ်ပိုင်းစီပြောင်းလဲသွားတာကြောင့်ယူကရိန်းအတွက်လက်နက်ခဲယမ်းထောက်ပံ့မှုတွေမှာစိုးရိမ်စရာအကျပ်အတဲတွေရှိလာနေပါတယ်။ရုရှားတပ်ဖွဲ့တွေကယူကရိန်းနိုင်ငံတဝန်းကို drone နဲ့ဒုံးကျည်ရာပေါင်းများစွာအသုံးပြုပြီးအင်တိုက်အားတိုက်တိုက်ခိုက်ခဲ့ပါတယ်။ဒီတိုက်ခိုက်မှုတွေကြောင့်အရက်သား6ဦးသေဆုံးက40ဦးဒဏ်ရာရရှိခဲ့ပါတယ်။အထူးသဖြင့်ဇိုက်ဒိုမာဒေသမှာလူနေအိမ်တန်းတစ်ခုလုံးပြိုကျပျက်စီးခဲ့ပြီးကယ်ဆယ်ရေးသမားတွေကအပျက်စီးတွေအောက်မှာပိတ်မိနေသူတွေကိုအသေးအံရှာဖွေနေရပါတယ်။ခါကိဖ်မြို့တော်ဝန်ကတော့ဒါစစ်ပွဲအတွင်းအကြီးမားဆုံးသောတိုက်ခိုက်မှုတစ်ခုဖြစ်တယ်လို့ဆိုပါတယ်။လာမည့်သတင်းပတ် Orthodox Easter ပွဲတော်အတွက်အပြစ်ရဲ့ရေးကမ်းလှမ်းချက်ကိုရုရှားကတိုက်ခိုက်မှုတွေနဲ့တုံ့ပြန်ခဲ့တာကြောင့်ကောင်းကင်ယံမှာတိတ်ဆိတ်နေမဲ့အစားတင်းမာမှုတွေနဲ့ပြည့်နှက်သွားစေခဲ့တယ်လို့ဇယ်လင်စကီက X မှာရေးသားခဲ့ပါတယ်။ဒါ့အပြင်သမ္မတဇယ်လင်စကီဟာအမေရိကန်တန်တမန်တွေဖြစ်တဲ့ Steve Witkoff နဲ့ Jared Kushner တို့ထံဖုန်းဆက်သွယ်ပြီးအပြစ်ရဲ့ရေးကမ်းလှမ်းချက်ဟာဇပွဲပေါ်မှာရှိနေစေဖြစ်ကြောင်းအသိပေးခဲ့ပါတယ်။လက်ရှိမှာအမေရိကန်ဦးဆောင်တဲ့ငြိမ်းချမ်းရေးဆွေးနွေးမှုတွေရပ်တန့်နေပြီးအမေရိကန်ရဲ့ Patriot ဒုံးခွဲစနစ်တွေဟာအရှေ့အလယ်ပိုင်းပဋိပက္ခမှာအသုံးပြုနေရတာကြောင့်ယူကရိန်းအတွက်ဒုံးကျည်ပြက်လက်မဲ့အနေနဲ့ရင်ဆိုင်နေရပါတယ်။အရှေ့အလယ်ပိုင်းမှာစစ်ပွဲကြာရှည်လေကျွန်တော်တို့အတွက်လက်နက်ရရှိဖို့ခက်ခဲလိမ့်ပါပဲလို့ဇယ်လင်စကီကသတိပေးပြောကြားခဲ့ပါတယ်။စစ်ပွဲအတွင်းလောင်စာသည်ဈေးနှုန်းမြင့်တက်လာမှုဟာရုရှားအတွက်စစ်ရေးရှာဖွေရာမှာအထောက်အကူဖြစ်စေခဲ့ပေမဲ့ယူကရိန်းဘက်ကတော့ရုရှားရဲ့ USD Luka စိတ်ကမ်းလိုမျိုးစွမ်းအင်စက်ရုံတွေကို drone တွေနဲ့လက်နက်ရှိုင်းတံပြန်တိုက်ခိုက်နေပါတယ်။ဗြိတိရှထောက်လှမ်းရေးရဲ့အဆိုအရရှေ့တန်းစစ်မျက်နှာဟာ10လအတွင်းယူကရိန်းအတွက်အကောင်းဆုံးအခြေအနေမှာရှိနေပြီးရုရှားရဲ့ထိုးစစ်တွေနှိပ်ကွေးသွားတယ်လို့သိရပါတယ်။လက်ရှိမှာယူကရိန်းတပ်ဖွဲ့တွေကနယ်မြေအသစ်တွေထပ်မံသိမ်းပိုက်နိုင်ခြင်းမရှိသေးပေမဲ့ရုရှားရဲ့ကြီးမားတဲ့ထိုးဖောက်ဝင်ရောက်မှုကိုတော့တားဆီးထားနိုင်ပါတယ်
ဒါပေမဲ့ရောဘာမသွားတဲ့လေကြောင်းတိုက်ခိုက်မှုတွေအောက်မှာယူကရိန်းပြည်သူတွေကအီစတာပွဲတော်ကိုစိုးရိမ်စိတ်တွေနဲ့ကြော်ဖြတ်ရဖို့ရှိနေပါတယ်။နိုင်ငံတကာသတင်းများတင်ဆက်လို့အပြီးမှာတော့နောက်ဆုံးရပြည်တွင်းသတင်းများကိုဆက်လက်တင်ဆက်ပေးသွားပါမယ်။မြန်မာနိုင်ငံမှာစစ်အစိုးရကရွေးကောက်တင်မြှောက်ထားတဲ့လွှတ်တော်စတင်ချိန်မတ်လ16ရက်နေ့ကစပြီးအစိုးရရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်အရက်သား100ခန့်သေဆုံးခဲ့ရပါတယ်။အထူးသဖြင့်စေဦးစီးချုပ်အသစ်ရဲဝင်းဦးလက်ထက်မှာပြစ်မှတ်တစ်ခုတည်းကိုတိုက်လျင်အများအပြားအသုံးပြုပြီးအစုလိုက်အပြုံလိုက်ချိန်မုံတဲ့နီးပြွာအသစ်ကိုအသုံးပြုလာတာတွေ့ရပါတယ်။စစ်ရေးပြစ်မှတ်မဟုတ်သောအရက်သားများကိုဘုံကျဲတိုက်ခိုက်မှုကအသစ်ဆက်ဆက်အရက်သားသမ္မတရဲ့ညွှန်ကြားမှုလားတက်ချုပ်အသစ်ရဲဝင်းဦးရဲ့ဆုံးဖြတ်ချက်လားဆိုတာကတော့စိတ်ဝင်စားစရာပါ။စစ်ဆိုးရကအရင်အားတက်ပုံမပြင်းထန်တဲ့လေကြောင်းစစ်စင်ရေးကိုလှုပ်ဆောင်လာပါတယ်။လေတပ်မှခိုးလုံလာသူဦးနေဝင်းအောင်ရဲ့အဆိုအရဟာပြစ်မှတ်တစ်ခုတည်းကိုဖျက်ဆီးဖို့ဂျက်တိုက်လျင်8စင်းအထိအသုံးပြုလာပြီးရန်သူကိုလုံးဝချိန်မုံပစ်ဖို့ရည်ရွယ်ထားတာပါ။ဒီတိုက်ခိုက်မှုတွေကိုမကွေတတအုံးနဲ့ရှန်တေးလေတပ်စခန်းတွေကနေအဓိကလှုပ်ဆောင်နေတာဖြစ်ပါတယ်။ပြီးခဲ့တဲ့သတင်းပတ်အတွင်းအစိုးရသုံးဖြစ်စဉ်တွေကတော့ကတာမြို့နယ်မှာမတ်လ20ရက်နေ့ကစစ်ဘေးရှောင်100ခန့်ခိုးလုံနေတဲ့ဘုံကြီးကျောင်းကိုဘုံကျဲခဲ့တာကြောင့်တန်ငါနဲ့ကလေးတွေအပါအဝင်လူ80ခန့်သေဆုံးခဲ့ပါတယ်။ကဏီမြို့နယ်မှာတော့စစ်လေရင်8စင်းကနိုင်ဝက်တွင်73ကြိမ်တိုင်ဘုံကျဲခဲ့လို့ကျောင်းနဲ့ဘုံကြီးကျောင်းတွေပျက်စီးခဲ့ပါတယ်။မူတလင်မြို့နယ်ကျေးရွာစေကန်းတစ်ခုကိုဘုံကျဲခဲ့တာကြောင့်မိခင်နဲ့မွေးကဲစားကလေးငယ်အပါအဝင်လူနာ9ဦးသေဆုံးခဲ့ပါတယ်။စစ်အစိုးရဘက်ကတော့ဒီတိုက်ခိုက်မှုတွေက PDF အခြေစိုက်စခန်းတွေနဲ့ NUG ရဲ့မြေအောက်စေးရုံတွေကိုပြစ်မှတ်ထားတာဖြစ်ကြောင်းဝါဒဖြန့်ပြောဆိုနေပါတယ်။ဒါပေမဲ့မြေပြင်ခြေအနေမှာတော့အရက်သားတွေကဒီတိုက်ခိုက်မှုရဲ့ဒဏ်ကိုအဆိုးရွားဆုံးခံစားနေရတာပါ။ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကိုစစ်အစိုးရလွှတ်တော်ကသမ္မတဖြစ်ရွေးချယ်တင်မြှောက်လိုက်ပြီးနောက်စစ်ဦးစီးချုပ်အသစ်ဖြစ်ရဲဝင်းဦးကိုခန့်အပ်ခဲ့ပါတယ်။အာရခတပ်မတော် AA ကတော့ငပလီကမ်းခြေတိုက်ခိုက်မှုကိုစစ်ဦးစီးချုပ်တရဲ့ပထမဦးဆုံးစစ်ရာဇဝတ်မှုအဖြစ်ကြေညာထားပါတယ်။ကျွမ်းကျင်သူတွေကတော့ခေါင်းဆောင်မှုပြောင်းလဲပေမဲ့စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုမဟာဗျူဟာဘယ်တော့မှပြောင်းလဲမှာမဟုတ်ဘဲဆက်လက်ရှိနေမယ်လို့ခန့်မှန်းထားကြပါတယ်။လက်ရှိမှာတော့လောင်စာတီပြက်လက်မှုကြောင့်ပြည်တွင်းလေကြောင်းလိုင်းတွေခီးစဉ်တွေရှော့ချနေရပေမဲ့စစ်ကောင်စီကတော့စစ်စင်ရေးအတွက် CO အကန့်အသတ်မရှိသုံးစွဲပြီးလေကြောင်းတိုက်ခိုက်မှုတွေကိုတိုးမြင့်လှုပ်ဆောင်နေဆဲဖြစ်ပါတယ်။ယခုအခါနိုင်ငံတကာသတင်းများနဲ့ပြည်တွင်းသတင်းများကိုကျမရီတာမှတာဝန်ယူတင်ဆက်လို့ပြီးပါပြီ။